တွေကြောက်ကလေးတွေမြေပြင်ပေါ်ကျွေးစင်းသွားသလားမင်းပြုံးလေးတွေကိုအဝေးကငေးရင်အရင်လိုနှွေးထွေးမှုတွေမရှိတော့တဲ့အခါမင်းတို့ပေးစသမျှတွေဟာငါတို့တော့ဝေဒနာတွေနဲ့သာမင်းတို့တော့ပြောတရားတွေနဲ့လားတရားများငါတို့ပဲလားမင်းတို့ငါပေးစသမျှတွေအခြေခုတော့မေးပြီလားဘာဝရဲ့လားဆိုတာမရှိမှပြေဆုံးမှာနာကျင်စွာနှလုံးသားလေးနဲ့ချင်းမိခဲ့လေတာမင်းမရှိတော့တဲ့ချိန်မှာအလွမ်းမိုးများလဲမစဲရင်ခုန်တဲ့ထိန်ချုပ်မရဘူးခွဲအမြဲပဲလွမ်းနေတဲ့ပိုင်ဆိုင်ခွင့်မရခဲ့ရင်လေငါအသေးလေးလဲကြွေကပြက်စီလဲဆက်ချစ်သွားမယ်မင်းတွန်းနေပေးစသမျှတွေနှလုံးသားတွေကချစ်မိသမျှတွေဟာနင်တီးပါဝင်ကြည့်ပါ